ခလေးဆိုတာလေဟန်ဆောင်မှုလုံးဝကင်းနေကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးဒါပဲအပိုတွေလည်းမပြောဘူးဒီတတလေးကတော့ခိကိုကော်ဖီဆော်လေးကို9တုံးမှာပြီးတော့အရန်ကိုမှကြိုက်လို့ဆိုပြီးတော့သူကိုယ်တိုင် TikTok မှာကြော်ညာပေးနေတာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်တတရေအခုလာမှာဆိုလို့ရှိရင်တော့ match ရဲ့ promotion အနေနဲ့9မျိုးယူယုံနဲ့10ဘူးစေးရတာဖြစ်ပါတယ်ရှင်ဒါလေးကိုအမေရနဲ့9တုံးလက်ကားစေးလေးနဲ့ယူသွားပြီးတော့သူကိုယ်တိုင်တုံးချပြီးတော့အရန်ကြိုက်လို့ဆိုပြီးတော့တတလေးကကိုယ်တိုင်ကြော်ညာပေးနေတာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကီကတော့တုံးဆွဲသူတိုင်းကာလေးတွေအားလုံးဟာအရန်ကြိုက်ကြတယ်ဆိုရယ် feedback တွေပဲလာတဲ့အတွက်ရောင်းရသူလည်းအရန်ကိုမှစိတ်ချမ်းသာနေတာပါရှင်အားကြောင့်မလို့ quality ကောင်းကောင်းလေးလဲရောင်းချင်တယ်ဆိုလို့ရှိရင်တော့လက်ကားပြန်လဲရောင်းချလို့တဲ့ညီမများကိုလည်းဖိတ်ခေါ်ပါတယ်ရှင်မှာယူချင်တယ်ဆိုလို့ရှိရင်တော့ဖုန်း3ညကို45115393ညကိုဖုန်းဆက်ပြီးတော့ဖြစ်စေ Viber ဖြစ်စေမှာယူနိုင်ပါတယ်ရှင်